င်္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်း၅ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဟောင်ကောင်နိုင်ငံရှိလူနေအဆောက်အုံတစ်ခုမီးလောင်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထို့သောမီးလောင်ကျွမ်းခဲ့မှုကြောင့်လူပေါင်းအနည်းဆုံး14ဦးသေဆုံးခဲ့ရပြီးပိတ်မိနေသောသူများအတွက်အရေးပေါ်ကယ်ဆယ်ရေးများလှုပ်ဆောင်လို့နေရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ထောင်နှံကြခံနေရသော Georgian အတိုက်ခံနိုင်ငံရေးသမားတဦးအားထပ်တိုးထောင်နှံသတ်မှတ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်တရားရုံးကြားနာမှုအတွင်းတရားသူကြီးမင်းအားရေးနဲ့ပတ်ခဲ့တဲ့အတွက်ယခုလိုထပ်တိုးထောင်နှံချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့တောင်ကိုရီးယားနိုင်ငံ၏အစိုးရရှိနေများကတောင်ကိုရီးယားနိုင်ငံ၏ရခိုင်ဝန်ကြီးချုပ်ဟောင်းအားထောင်နှံ15နှစ်ချမှတ်တင်ကြောင်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်2024ခုနှစ်ဒီဇင်ဘာလတွင်အာဏာသိမ်းရန်ကြံစည်ခဲ့သောသမ္မတယွန်းဆုရောကိစ္စတွင်ပါဝင်ခဲ့တဲ့အတွက်ယခုလိုမျိုးပြောကြားလိုက်တာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံတောင်ပိုင်းတွင်ရေကြီးမှုများဖြစ်ပေါ်နေတဲ့အတွက်လူအနည်းဆုံး44ဦးသေဆုံးခဲ့ရကြောင်းအာဏာပိုင်များကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ပြည်내9ခုတွင်ရေလွှမ်းမှုများနဲ့ရေပြိုကျမှုများဖြစ်ပွားနေတဲ့အတွက်တော်ဝင်မိသားစုချက်လေယာဉ်များပါဆေးလွတ်နေရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသောအိန္ဒိယအမျိုးသမီး၏ကိစ္စရပ်နှင့်ပတ်သက်ပြီးအိန္ဒိယနိုင်ငံဘက်ကမကျေနပ်ကြောင်းတရားဝင်ဆန္ဒထုတ်ဖော်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ထိုအိန္ဒိယအမျိုးသမီးကိုင်ဆောင်ထားသော passport တွင်ပါဝင်သည့်မွေးဖွားရာဒေသမှာတရုတ်နိုင်ငံဘက်ကပိုင်ဆိုင်သည်ဟုကြွေးကြော်ထားသောတိဘက်တောင်ပိုင်းနေမည်တစ်ခုဖြစ်ပြီး passport ထဲတွင်အာယုနာချာပရာဒက်ဟုရေးသားထားတဲ့အတွက်ထို passport ဟာတရားမဝင်ဖြစ်သည်ဟုပြောကြားခဲ့ပြီးသူမအား18နာရီကြာထိန်းသိမ်းခဲ့တာပဲဖြစ်ပါတယ်ရှင်